ရွှေရောင်နှင်းစီရဲ့ပါးပြင်မော်ကပကွက်ကလေးရတတွေခန်းချောက်နေပြီဆိုတဲ့ဒီချိန်ဒီခါမှကျမကရတစာတန်းတွေရေးချင်လှပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရတမရှိတဲ့လောကကြီးရဲ့ခြောက်သွေ့မှုပူပြင်းလောင်မြိုက်မှုဒိတ်ပဲကင်းမဲ့မှုတွေကိုအားလုံးထက်ကျမတို့လိုရတစာပေဖန်တီးသူတို့ကသိမြင်ကြလို့ပါပဲတခုသောနနက်မှာပေါ့ဒီနေ့ကနေနေနေပူပါတယ်တော်တလင်းလာရဲ့ပူချိန်ကအစပြိုးနေပါပြီလမ်းပေါ်မှာလူတော်တော်များများကထီးတွေဖွင့်ဆောင်နေတာတွေ့ရတယ်အချိန်ကတော့နနက်ခင်း9 နာရီလှဲတန်းမီးပွိုင်နီးတက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်မှာပါလမ်းမကြီးနှစ်ဘေးကလူသွားလမ်းလေးတိုင်းကျမလမ်းလျှောက်လာခဲ့တယ်လမ်းမကြီးပေါ်မှာတော့ထုံးစံအတိုင်းကားတန်းစီနေတာပေါ့တောက်ပတဲ့နေအောင်ခြေလျားလှတဲ့ကားတန်းကားဟွန်းတန်းကားသမားအချင်းချင်းစကားပြောတန်းစူညံနေတဲ့ပတ်ဝန်းကျင်သူတို့တွေကိုကျမကြည့်လိမရှိပါဘူးဒါတွေကိုမြင်ရတာပူလောင်ပြီးစိတ်ညစ်ညူးစရာကောင်းလှပါတယ်လမ်းလျှောက်နေရသူတွေကသူတို့ရဲ့စိတ်မရှိသံတွေကိုနားထောင်မပေးနိုင်ပါဘူးသူတို့ကကားပေါ်မှာထိုင်ကွန်းဝါလိုက်ရေတောက်လိုက်ထွေးထုတ်လိုက်နဲ့ပတ်ဝန်းကျင်အလှကိုဖျက်ဆီးတတ်ကြပါတယ်မကောင်းတဲ့စကားတွေကိုပြောဖို့လဲဝင်မလေးပါဘူးသူတို့ဟာပတ်ဝန်းကျင်ကိုညစ်ညမ်းအောင်လုပ်နေသူတွေပါဘောလုံးပွဲအကြောင်းတွေလောင်းကစားတာတွေဘီယာဝိုင်းတွေနဲ့မကောင်းတဲ့အကြောင်းတွေအရေးမရအဖတ်မရအဆဲအဆိုးစကားတွေကိုတပြောတပါပြောဆိုနောက်ပြောင်တတ်ကြပါတယ်သူတို့ဘီနီစောင့်နေပြီဆိုရင်ပတ်ဝန်းကျင်တစ်ခုလုံးလောဘဒေါသမောဟအမှောင်တွေဖုံးနေတတ်ပါတယ်ဒါကြောင့်ကားတန်းစီနေပြီဆိုရင်ကျမကကားတွေကိုကြည့်လိမရှိပါဘူးအဲ့ဒီမြင်ကွင်းတွေကိုမတိဟန်ဆောင်ပြီးကိုလန်းကိုဆိုက်ရှောင်နေလေရှိတယ်ကျမလည်းအစ်စ်လှုပ်ထားတဲ့လမ်းကလေးပေါ်မှာတရိပ်တွေကိုခိုးရင်းလမ်းလျှောက်လာနေခဲ့တယ်ကျမနောက်ကတရှက်ရှက်ခြေတံကြားရပြီးလူငယ်တယောက်ကျမကိုကြော်တက်သွားတယ်လူငယ်လေးကပစိုးအပြားတီရှပ်အဖြူဝတ်ထားတယ်အင်ကြီးရင်ဘတ်ကိုဆွဲမှပြီးအပူတက်တာအောင်လှုပ်တယ်သူလေတော်တော်ပူနေပြီလို့ကျမတွေးတယ်အဲ့ဒီအချိန်ကားတန်းစီထားတဲ့ကြားကရေးတတ်ရမယ်ကွန်းရမယ်ဆိုတဲ့အတန်းကိုကြားရတယ်ကားတန်းတွေကြားမှာရေးတတ်နေကွန်းရထုတ်ကလေးတွေလိုက်ရောက်နေတဲ့ကောင်လေးတယောက်ပြေးလွှားနေတယ်ကွန်းရသေးဟာရပ်ထားတဲ့ကားတွေကြားမှာပြေးလွှားသွားရင်ကွန်းတုတ်တွေရေးတတ်တွေကိုလိုက်ရောက်နေတယ်အဲ့ဒီကွန်းရသေးနဲ့လမ်းလျှောက်လာနေတဲ့လူငယ်လေးနဲ့တိုက်မိမလို့ဖြစ်သွားတော့လူငယ်လေးရဲ့မျက်နှာကစိတ်ပြက်တဲ့အမူအရာကိုကျမထင်ထင်ရှားရှားတွေ့လိုက်ရတယ်ရေတန့်ရောင်းတဲ့ကောင်လေးမျက်နှာပေါ်ကချွေးပေါက်တွေတီးလို့ပါဇက်ထဲမှာလဲကုန်းတွေအပြည့်နဲ့လက်တစ်ဖက်မှာရေတန့်ဘူးတစ်ဖက်မှာပိုက်ဆံတွေလဲဘင်းမှာကွန်းရချင်းကိုလွယ်ထားတယ်ကွန်းရတဲ့စီကနေလောင်နေတဲ့အနက်ချွေးနှံတွေကိုကျမခံစားသိနေပါတယ်ထူကြတာကကွန်းရတဲ့ရဲ့ပကွက်ပါတနခါဝဝထူထူကြီးကိုပကွက်ကွက်ထားပါတယ်ညိုမှောင်နဲ့နေလောင်တဲ့အသားရည်နဲ့ပကွက်ဝဝကြီးကထင်းထင်းရှားရှားပေါ်လွင်နေတယ်ကွန်းရတဲ့လိုပဲစက်ပြဘူးပေါင်းရောင်းတဲ့သူတယောက်ကလည်းခလေးတွေပါတဲ့ကားတွေကိုလိုက်ကြည့်ပြီးသူ့ဘူးပေါင်းတွေကိုထုတ်လွှင့်နေတယ်လူငယ်လေးကကွန်းရတဲ့ကိုရှောင်လိုက်ရင်လူသွားလန်းတိုင်းဆက်လျှောက်တယ်အဲ့ဒီမှာကလူရှင်းတယ်တရိပ်တွေကဆက်နေတော့လမ်းလျှောက်လို့ကောင်းတယ်လူငယ်လေးပျော်သွားတယ်အေးအေးဆေးဆေးလမ်းလျှောက်လာတယ်အပေါ်မှာအုပ်မိုးနေတဲ့တစ်ကိုင်းတွေကိုမော့ကြည့်လိုက်တယ်တစ်ကိုင်းတွေကြားမှာနားနေတဲ့ဂျိုးငှက်ကလေးနှစ်ကောင်ကိုတွေ့တော့သူပြုံးနေတာကိုကျမတွေ့လိုက်တယ်
သူ့စိတ်ထဲကိုကျမဝင်ကြည့်လိုက်တယ်နမိတ်ကောင်းအတိတ်ကောင်းလို့များသူကောက်နေမလားလို့ပါဂျိုးကလေးနှစ်ကောင်ကလည်းချစ်စရာကောင်းလှတဲ့အမူအရာလေးတွေနဲ့အနီးနားဘုံပိုင်းတစ်ခုကယိုစီးနေတဲ့ရေအိုင်ကလေးမှာရေချိုးပြီးတကောင်နဲ့တကောင်လဲရင်းရှက်ပြီးရေတုပ်ပေးနေပုံလေးကချစ်စရာကောင်းလှပါတယ်ကျမကိုယ်တိုင်တော့ရှေ့လန်းကိုနှေးပြီးဂျိုးကလေးတွေရဲ့အမူအရာကိုငေးနေလိုက်တယ်ရုတ်တရက်အာမေရိတန်တဲ့ကြားလိုက်တယ်လူငယ်လေးစီကပါလူငယ်လေးဟာရှေ့ကထီးပြားလေးတစ်စင်းနဲ့တိုက်မိမလို့ဖြစ်သွားပါတယ်ထီးလက်စမ်းတွေကသူ့ရဲ့ရင်ဘတ်ကိုတိုးမိနေပါတယ်လူငယ်လေးဟာရှေ့ကထီးကိုတွန်းပြီးမတင်လိုက်တယ်ထီးပြားလေးအောက်မှာမိန်းမပြူလေးတယောက်ပိုင်ရှင်မိန်းကလေးကလန့်သွားတယ်သူကထီးလက်ကိုင်းကိုလက်တစ်ဖက်နဲ့ကိုင်းထားရင်မျက်လုံးဝိုင်းလေးနဲ့လူငယ်ကိုမော့ကြည့်နေတယ်သူ့ပါပေါ်မှာတိရပုံပကွက်ကလေးနှဆွဲတန်းလန်းလေးကပကွက်ပေါ်မှာတလှုပ်လုံးနဲ့လက်တစ်ဖက်ကဟန်ဖုံပန်းရောင်ကလေးကိုဆုပ်ကိုင်းရင်လူငယ်လေးကိုကြည့်တယ်နှစ်ယောက်လုံးကြောင်ပြီးရက်နေတယ်ရှေ့လဲဆက်မတိုးနောက်လဲမဆုံနဲ့ဘာလို့ရမလဲမသိဖြစ်နေတယ်အဲ့ဒီချိန်မှာရထားတဲ့ကားတန်းမော်ကตาရတဲ့တချင်းတန်ထွက်လာတယ်တနက်ခါလိန်ထားတဲ့မိန်းကလေးအကြောင်းမှာတချင်းမှာသူငယ်လေးကသူ့ရှေ့ကမိန်းကလေးကိုစိုက်ကြည့်လိုက်တယ်မိန်းကလေးကမျက်လွှာချလိုက်တယ်လူငယ်လေးလည်းသူ့ကြည့်ကိုနေရာပြောင်းလိုက်တယ်မိန်းကလေးရဲ့ပါးပေါ်ကတည့်ရပုံပကွက်ကလေးကိုကြည့်နေတယ် FM ရေဒီယိုကထုတ်နေတဲ့ตาရတဲ့တချင်းတန်းဟာကားတန်းကြားမှာလွင့်ပြန်နေတယ်အဲ့ဒီအချိန်ကွန်းရသေးကအဲ့ဒီတချင်းကိုလိုက်ဆိုပြီးတော့ကားတွေကြားမှာပြေးလွှားနေတယ်အံ့ဩစရာကောင်းတာကကွန်းရသေးရဲ့အတန်ကတချင်းနဲ့လိုက်ဖက်ပြီးတန်စင်ကလည်းตาရလှတဲ့အတွက်အားလုံးကသူ့ကိုလှမ်းကြည့်နေတယ်သူကတချင်းတကြောကြောဆိုပြီးဟိုကားဒီကားကြားပြေးလွှားနေတဲ့အခါဆက်ပြပူပေါင်းရောင်းတဲ့သူကလည်းဆက်ပြပူပေါင်းတွေကိုလွှင့်ထုတ်ရင်ဟိုပြေးလိုက်ဒီပြေးလိုက်လုပ်တယ်ကားပေါ်ကကလေးတွေဝဲချင်းလာအောင်ပြောင်ပြရီပြလုပ်တယ်ဘူပေါင်းတွေလွှင့်ထုတ်လိုက်တဲ့ဘူပေါင်းတွေဟာကားတွေကြားထဲမှာပြန့်လွင့်နေပြီးတချင်းတန်နဲ့လိုက်ဖက်နေတယ်ကားတန်းစီနေတဲ့သူတွေလည်းသူတို့ဒုက္ခတွေကိုမေ့ပြီးကွန်းရတဲ့နဲ့ဘူပေါင်းတွေကိုပဲလိုက်ကြည့်နေကြတယ်အဲ့ဒီဘူပေါင်းတွေဟာလူငယ်လေးနဲ့ကောင်မလေးရှီယာကိုလွင့်ပြန်လာတယ်တစ်ပင်ပေါ်မှာကတ်တာကကတ်လမ်းပေါ်မှာတင်တာကတင်တဲ့ဘူပေါင်းလေးတစ်ခုကလူငယ်လေးရဲ့နှာခမ်းပေါ်မှာနောက်တစ်ခုကကောင်မလေးရဲ့တိတ်ရွက်ပကွက်ပေါ်မှာလာကတ်နေတယ်ထီးပြားလေးအောက်ကသူတို့တွေဗျိုင်းတူရီလိုက်ကြတယ်အဲ့ဒီခဏမှာတော့စူညံနေတဲ့လောကကြီးဟာရုတ်တရက်တိတ်ဆိတ်သွားပြီးဘူပေါင်းကလေးတွေရဲ့တက်တန်ရောင်ရွှေရောင်လေးတွေဟာလည်းပူပြင်းတဲ့လောကကိုအေးမြအောင်လုပ်ပေးလိုက်ပါတယ်ကျမတစုံတစ်ခုကိုရုတ်တရက်သတိရလိုက်တယ်ဆရာတက်တိုးရဲ့ရွှေစင်နှင်းစီဆိုတဲ့ဆောင်းမားတွေကစာပိုက်ကလေးတစ်ပိုက်ကိုပါမိနစ်တိုင်းအမှတ်မထင်ပြောလိုက်သောစကားတိုင်းအမှတ်မထင်ကြည့်လိုက်သောအကြည့်တိုင်းနက်နဲသောအတွေးကလေးတိုင်းမမြင်နိုင်သောလူနှလုံးသားခုန်ခြင်းကလေးပေါ်ပလာပင်မှကြလာသောပေါ့လွင်နုလွသောအရွက်ကလေးရေအိုင်ပေါ်တွင်လင်းပြောင်နေသောအလင်းရောင်တန်းကလေးစသည်တို့မှာဆင်စစ်အားဖြင့်ရွှေမှုန့်ကလေးများဖြစ်သည်ကျွန်ုပ်တို့စာရေးဆရာများသည်တန်းပေါင်းများစွာသောထိုရွှေမှုန့်ကလေးများကို
နှစ်ပေါင်းများစွာစုဆောင်းတုံမီထားပြီးသည့်နောက်ဝတ္ထုတို့ဝတ္ထုရှိကဗျာစသည်ရွှေစီနှင်းစီပွင့်ကလေးများသွန်လောင်းကြသည်ထိုရွှေမှုန့်ကလေးများမှပင်စာပေရရင်ကြီးစီစဉ်ပေသည်လို့ဆိုထားပါတယ်ဆရာတက်တို့ကယတစာပေတို့ပေါက်ဖွားဖြစ်ပေါ်လာတဲ့ကြောင်းရင်းခံတွေကိုရွှေမှုန့်ကလေးများနဲ့တင်စားခဲ့ပါတယ်ကျမကလည်းပူပြင်းနေတဲ့နေအောင်အောက်ကလောဘဒေါသမောဟတွေဖုံးလွှမ်းထူပြောတဲ့ဒီနေရာမှာဂီတရတ္တပတ်ဝန်းကျင်အလှသဘာဝတက်တန့်ရောင်ပူပေါင်းကလေးတွေမထင်မှတ်တဲ့လှပတဲ့တွေ့ဆုံမှုတွေကတဆင့်ဒီယတ္တစာတန်းလေးတစ်ပုဒ်ကိုဖန်တီးရင်ချွေရောင်နှင်းစီလေးတစ်ပွင့်မွေးဖွားပေးလိုက်ပါရစေဒီယတ္တစာတန်းကိုရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာဖွင့်လှစ်တဲ့စာပေဖန်တီးမှုတက်ပညာသင်တန်းသားများကိုယတ္တစာတန်းရင်းနီးသင်ကြားပေးဖို့အတွက်ပါမောက္ခဒေါက်တာငိမ့်ငိမ့်ကလောင်အမည်ရှင်ငိမ့်မေကအမှတ်တရရေးသားခဲ့ပါတယ်ရှင်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်